စာတင်ကြောင်းနဲ့နေထူတာခွေးရငါတို့လမ်းထူတာစာတင်ကြောင်းနဲ့အောင်လမ်းထူတာကြောက်တွေ့လို့လားထူတာပေါ်လာအောင်အမိုးနဲ့ရမ်းလိုက်တော့လေဒီရတာရိုက်လိုက်ချင်းထောင်တော့တော့ကွာဒီနေ့နေကြနေရာပြောပါပြတ်ဒီနေရာပြောပါကိုမိုင်းနေရာများရွှေ့ကြောင်းနဲ့ပဲတော့ဆောက်လို့ပြီရကျောင်းထဲမှာစာတင်ကျောင်းထဲကိုပြစ်လို့ရနော်နောက်တော့လွတ်ပြီစာတင်ကျောင်းထဲကိုပြစ်ထည့်ပြီးပါစာတင်ကျောင်းထဲကိုပြစ်ထည့်ပြီးအောင်လေးအောင်လေးကြာရင်ပြောပါခဏနေဦးတော့ဒီတောင်ထွက်ခဲ့ရလေစာတင်ကျောင်းထဲတစ်လုံးလွတ်လိုက်ပြီ